ရွှေရောင်မျက်နှာဖုံနောက်ွယ်ကတူတန်ခမူဘူရင်ကြီးရဲ့ကြေကွဲစရာရှူဝတ်ချက်1922ခုနှစ်နိုဝင်ဘာလ26ရက်အီဂျစ်ရဲ့တဲကန်တာရာထဲမှာဟောင်းဝတ်ကာတာဆိုသူဟာရှီဟောင်းအုတ်ကူတစ်ခုရဲ့အပေါက်ငယ်လေးကနေအတွင်းကိုချောင်းကြည့်လိုက်တဲ့အခါသူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့ရွှေရောင်တောက်တောက်အံ့ဖွယ်အရာတွေကိုတွေ့လိုက်ရပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာအကြီးမားဆုံးရှာဖွေတွေ့ရှိမှုဖြစ်လာမယ်တူတန်ခမူရဲ့အုတ်ကူပါပဲ။ဒါပေမဲ့ဒီရွှေရောင်မျက်နှာဖုံးရဲ့နောက်ွယ်မှာနှစ်ပေါင်း3000ကြာဖုံးခွဲထားတဲ့ကြေခွဲစရာနဲ့ထိလန့်စရာရိုးဝါချက်တွေရှိနေတာကိုတော့လူတွေမသိခဲ့ကြပါဘူး။လူတွေကသူ့ကိုချမ်းသာကြွယ်ဝတဲ့ဖွေရင်ငယ်လေးလိုပဲမြင်ကြပြီးမြဲတိပတ်နီးကြစစ်ဆေးမှုတွေအရာသူဟာအလွန်တနာဖို့ကောင်းတဲ့ဘဝကိုပိုင်ဆိုင်ခဲ့ရတာပါမျိုးရိုးပြီးစစ်ဆိုင်ရာပြဿနာတွေကြောင့်သူဟာလမ်းကောင်းကောင်းမရှောင်နိုင်ပဲတောင်ဝေးကိုအမြဲအားပြုခဲ့ရပါတယ်။အုတ်ကူထဲမှာတောင်ဝေးပေါင်း130ကျော်တွေ့ရတာကဒါကိုသက်တည်ပြနေတာပါ။ဒါတင်မကသေးဘူးသူ့ရဲ့ရင်သွေးငယ်နှုတ်ရောက်စလုံးကလည်းအဖက်မတင်ပဲတေဆုံးခဲ့ရပြီးသူ့ဘေးနားမှာပဲအတူမြုပ်နှံခဲ့ရပါတယ်။တူတန်ခမူရဲ့အုတ်ကူထဲကအစမ်းကျဲဆုံးပစ္စည်းတစ်ခုကတော့သူ့ရဲ့ဓမြောင်ပါပဲ။အဲ့ဒီခေတ်ကအီဂျစ်မှာတန်ရီကြိုတဲ့အတပညာမရှိသေးပေမဲ့ဒီဓာတ်ကတန်နဲ့လူထားတာပါ။ခိမီစကီရီယာအနေနဲ့စစ်ဆေးလိုက်တဲ့အခါဒီဓာတ်ဟာကမ္ဘာမြေကလာမဟုတ်ပဲအာကာသကကြာလာတဲ့အုတ်ကာခဲခဲကတန်ဖွနေတာကိုတွေ့ရပါတယ်။ဒါဟာနတ်ဗျာဒီစီကလာတဲ့လက်ဆောင်တို့သူတို့ယုံကြည်ခဲ့ကြပါတယ်။အသက်စပူနှစ်မှာကွဲလွန်ခဲ့တဲ့ဒီဘူရင်လီဟာအားနည်းတဲ့သူတယောက်ပဲလားမဟုတ်ပါဘူးသူနဲ့အတူမြုပ်နှံထားတဲ့စစ်ရထား6စီနဲ့ခိမီတဲ့ချက်ဝတ်တဲ့စာတွေကသူဟာတိုင်းပြည်အတွေ့ရှေ့တန်းကနေတိုက်ပွဲဝင်ခဲ့တဲ့စစ်တေတော်တူဖြစ်နိုင်ကြောင်းညွှန်ပြနေပါတယ်ဒါပေမဲ့သူကွဲလွန်ပြီးနောက်မှာတော့သူ့ရဲ့စက္ကန့်သူတွေကသူ့နာမည်ကိုသမိုင်းမှတ်တမ်းတွေထဲကနေရည်ရွယ်ချက်ရှိရှိပယ်ဖြတ်ခဲ့ကြပါတယ်သူကိုလူတွေမေ့သွားအောင်လုပ်ခဲ့ကြတာပါဒါပင်တဲ့သူတို့မအောင်မြင်ခဲ့ပါဘူးဒီနေ့မှာတော့တူတန်ခမူဟာကမ္ဘာပေါ်မှာအကျော်ကြားဆုံးအီဂျစ်ဘူရင်နေပြီးပြန်လည်ရှင်သွန်းနေပါတယ်ပစ္စည်းပေါင်း9000ကျော်ကိုအခုဒေါ်လာ1ဘီလီယံတန်ပြစ်တိုက်ကြီးမှာခန်းခန်းနာနာပြသထားပါပြီတဲကန်တာအောက်မှာနှစ်ပေါင်း3000ကျော်မြုပ်နှံခံရပြီးမြဲတူတန်ခမူရဲ့အမှန်တရားကတော့ရွှေလိုပဲပြန်လည်တောက်ပါလာခဲ့ပါတယ်ပရိသတ်တို့တော့တူတန်ခမူရဲ့အကြောင်းမှာဘဲအချက်ကအံ့ဩဖို့အခေါက်ဆုံးလေကောမန့်မှာပြောသွားပြီးကြပါဦးအခုလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေထပ်ကြည့်ချင်းနေတော့ subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်